အဲ့တော့ကောင်းအပ်လိုက်ပြီးတို့ကားတွေပါစစ်တယ်ပေါ့နော်ဒီတို့ဒီ inspection စစ်ဖို့လိုအပ်တဲ့အချက်တွေအကုန်လုံးကိုစစ်တယ်အခုစစ်ပြီးတော့ဆိုဒီစစ်ပေးတဲ့သူကလာခေါ်တယ်ပေါ့နော်လာခေါ်ပြီးသူတစ်ခုချင်းစီရှင်းပြရပေါ့နော်တာယာတွေကလည်းကောင်းသေးတယ် brake တွေကလည်းသူတို့သတ်မှတ်ထားတဲ့ range ထဲမှာရှိနေသေးတယ်သုံးလို့အဆင်ပြေသေးတယ်ရာသေးတယ် safe ဖြစ်သေးတယ်ပေါ့နော်ပြီးတော့ engine မှာလည်းစီတွေပါတွေလုံတယ်အဲ့လိုနော် tank စစ်တဲ့အချိန်မှာဘာမှအဲ့လိုဆိုးဆိုးရွားဖြစ်နေတဲ့ဟာတွေမရှိဘူးပေါ့နော်ဘာမောင်းနေနဲ့တခြားဘာတွေရှိသေးလဲပေါ့နော်အဲ့လိုမျိုးခီနီနာတို့ပေါ့နော်ဖြစ်တဲ့ဟာတွေရှိသေးတယ်ပေါ့နော်သူတို့စစ်တဲ့ချိန်မှာတော့ဘာမှမတွေ့ဘူးပေါ့နော် safe ဖြစ်တယ်အဲ့ဒါကြောင့်တိတ်ပြီးတော့ဟိုအများကြီးပြင်စရာမလိုဘူးပေါ့နော်အဲ့မှာမှအဆူဟာဘာပြင်လဲဆိုတော့ဒီ engine စီလဲတာရဲ့ engine filter ရဲ့အဲ့ဟာတခါတည်းလုံမယ်ပြီးတော့ဗာလဲကားဆက်နှိုးတဲ့ချိန်မှာဆူကကြောင့်ဟိုကလေခလုံးလေးနဲ့တူplus ဆိုပြီးတူလှည့်ရ push start တော့မဟုတ်ပေမဲ့အဲ့လိုမျိုးလုပ်တဲ့ချိန်မှာသူကဘက်ထရီရတဲ့အားနည်းနည်းချင်းတယ်လို့ဖြစ်နေရဲ့အဲ့ဒါလဲမလားပေါ့နော်လဲရင်တော့သူကရန်$1000ကျော်လောက်ကုန်မယ်ဆိုတော့အဲ့နဲ့သူ့မေးလိုက်တာပေါ့နော်အခုအချိန်ကြီးကသုံးလို့ရသေးလားဆိုတော့ရတယ်တဲ့အခုအချိန်လေးနဲ့သုံးလို့ရတယ်နည်းနည်းဟိုအိုကာရှိပေါ့နော်နည်းနည်းဟိုတိတ်ပြီးတော့အဆင်မပြေတော့ဘူးလို့ဖြစ်လာတဲ့ခါကျတော့မှပဲဖုန်းဆက်ပြီးတော့ဒီကိုလာလိုက်ရင်လည်းအဆင်ပြေရပဲလေတဲ့ဆိုအေးလို့အဲ့ဆိုရင်လည်းအဲ့ကြမှာပဲလုပ်တော့မယ်ဆိုပြီးတော့အဲ့တော့ရှာတင်ကပြီးပါတော့မယ်အခုကတခါတည်းစောင့်မယ်ခဏနေလို့ရှိရင်သူတို့ပတ်စံရှင်းဖို့သွားမယ်ပေါ့နော်ဒီလိုမျိုးရှာကန်နေပါလုံးမယ်ဆိုရင်ကိုစိတ်ထားတဲ့နေရာတနေရာထဲမှာပဲတောက်လျှောက်လုပ်သွားတာအကောင်းဆုံးပဲအဲ့လိုမဟုတ်ဘဲနဲ့နေရာတွေတောက်လျှောက်ပြောင်းလို့ရှိရင်လေဟိုအစ်စ်ကနေဆက်စားပြီးပြန်လုပ်ရပါဘောနော်စုဆိုရင်အခုဆိုရင်လုံးစရာမလိုအရှိမဒီကားကိုပဲလုတ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်တစ်ချက်ဆက်လိုက်တယ်ဘယ်သူပါဆိုပြီးပြောလိုက်တာနဲ့သူ့မှာ list တွေအကုန်ရှိပြီးသားကွာအဲ့တော့ဘာမှပူစရာမလိုပေါ့နော်ပြီးရင်ဟိုလိုတဲ့ size စတဲ့နေပေးလိုက်တယ်ပြီးတော့လို့ရှိရင်ကောက်အပ်လိုက်လို့ရှိရင်ခဏနေပြီးတော့အရမ်းမြန်တယ်။ဒီကကြတော့ကုမ္ပဏီလည်းကြီးရယ်။စားကမှာဆိုရင်မိုတိုရှိမဆိုပြီးတော့သူများတွေပြောတော့နည်းနည်းတော့ဈေးကြီးရယ်လို့ပြောတယ်။ဒါပေမဲ့ဈေးကြီးပေမဲ့ဟို safe ဖြစ်တယ်လေဒီလား။ကုမ္ပဏီကြီးတဲ့အတွက်ကြောင့်ကိုယ့်ကိုညှက်ချလို့လည်းမရဘူး။အမှန်နေတဲ့လူတွေဆိုလို့ရှိရင်တော့မိုတိုရှိမကကောင်းတယ်ဆိုတော့သဘောကျတယ်။